ဒီမင်းကလေးကတော့တကယ်ကိုထူးထူးဆန်းဆန်းပါပဲသူကငိုချင်ရောင်ဆောင်ဖို့အတွက်ကိုယ့်မျက်နှာကိုလက်တီးနဲ့ဓာတ်ရိုက်ထိုးတာမျိုးလုပ်တတ်ပါတယ်အဲ့ဒီလောက်လည်းမအားမရသေးရင်စက်သွန်ညီတွေမုံရင်းစီမတ်စတာတွေတုံးပြီးဘယ်သူမှဆိုချက်ချင်းမျက်ရည်ကျလောက်တဲ့နီးလန်းတွေကိုတုံးပါသေးတယ်အဲ့ဒီလိုလုပ်လိုက်တဲ့အကျိုးသက်ရောက်မှုကမင်းကလေးတယောက်တည်းအပေါ်မှာမဟုတ်ပဲကုမ္ပဏီရဲ့ CEO ကိုယ်တိုင်ကောင်မျက်ရည်တွေဝေးလာတဲ့အထိဖြစ်သွားစေပါတယ်တကယ်တော့ဒီမင်းကလေးက Ocean Clan ပင်လယ်မျိုးနယ်စုရဲ့မင်းသမီးလေးဖြစ်ပါတယ်သူကမတော်တဆပဲ Mr. Gu ရဲ့အသက်ကိုကယ်ခဲ့ပူတာပါဒါပေမဲ့အဲ့ဒီလိုကယ်တင်လိုက်တဲ့အချိန်မှာ Ocean Clan ရဲ့အထွတ်အမြတ်ထားတဲ့ရတနာဖြစ်တဲ့ Eye of the Sea ပင်လယ်မြဝန်းက Mr. Gu ရဲ့ခန္ဓာကိုယ်ဟဲ့ကိုမှားယွင်းပြီးရောက်ရှိသွားခဲ့ပါတယ်ဒီအမှားကြောင့်ပဲမင်းကလေးဟာပင်လယ်မျိုးနယ်စုကနေအနှင်ထုတ်ခံရပြီးဒီရတနာကိုပြန်ရှာဖို့လူလောကတွေကိုရောက်လာခဲ့တာပါ Eye of the Sea ရတနာလက်ဝယ်မရှိတဲ့အတွက်သူ့ရဲ့မှော့အတက်တွေကလည်းဘာမှသုံးစားလို့မရတော့ပါဘူးသူရတနာကိုလိုက်ရှာရင်း Mr. Gu ရဲ့ရုံးချုပ်အဆောက်အအုံကိုရောက်သွားတဲ့အခါလူချင်းကြီးတွေကသူ့ကိုတခိုးလိုချင်းပြီးလိုက်ဖမ်းကြပါတော့တယ်အဲ့ဒီမှာမင်းကလေးကကြောက်လန့်တဲ့ကြောင်းနဲ့ကဲကြပါအောင်လို့အော်ဟစ်လိုက်တဲ့အခါထူးဆန်းစွာပဲ Mr. Gu ကသူ့ရှေ့ကိုရုတ်တရက်ပေါ်လာပါတယ်Mr. Gu ကလည်းသူဘယ်လိုလုပ်ပြီးဒီနေရာကိုရုတ်တရက်ကြီးရောက်လာတာလဲဆိုတာကိုအားသိပြီးမင်းကလေးကိုမေးပါတယ်အဲ့ဒီအချိန်မှာမင်းကလေးကဖြစ်ကြောင်းကုန်စင်အမှန်တရားအားလုံးကိုပြောပြလိုက်ပါတယ် Mr. Gu ဟာသူ့ရဲ့ရင်းပိုက်ထဲမှာရတနာလေးလင်းလက်နေတာကိုမြင်လိုက်ရတဲ့အခါတုန်လှုပ်ပါပဲနဲ့ဘာမှတော့မပြောရသေးခင်မှာပဲလုံခြုံရေးတွေကမင်းကလေးကိုအပြင်ကိုဆွဲထုတ်သွားကြပါတယ်မင်းကလေးကတော့သူ့ရဲ့ Eye of the Sea ရတနာကိုပဲပြရချင်တာပါအရင်တစ်ခါဒုက္ခရောက်လို့ငိုလိုက်တဲ့အချိန်မှာ Mr. Gu ကသူ့ရှေ့ကိုရောက်လာခဲ့တာကိုသူသတိရသွားပါတယ်အဲ့ဒါကြောင့်ပဲအခုသူက Mr. Gu ကိုခေါ်ယူဖို့အတွက်ငိုစရာမရှိပဲအတင်းညက်ရကြအောင်စူးစမ်းနေတာဖြစ်ပါတယ်